ကဲကျွန်တော်တို့ဒီ debut channel လေးကိုအစဉ်ဆက်ကြည့်ရှုအားပေးနေတဲ့ကဘာနဲ့နိုင်ငံတီးတီးရညီကိုမောင်တို့များအားလုံးစိတ်ချမ်းသာနေကိုကြီးကျမကြီးနဲ့ပြည့်စုံတဲ့မနက်ခင်းလေးဖြစ်ပါလေလို့ကျွန်တော်တို့ဒီ debut channel ကနေပြီးတော့ရှေးဦးပထမသွားစုမုံကောင်းတောင်းပေးပါတယ်ဗျကဲဟုတ်ပြီကျွန်တော်တို့ဒီ season လေးကတော့ကျွန်တော်တို့ Elliot Anderson နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ analysis လုပ်မဲ့အစီအစဉ်လေးပေါ့နော်ညီကိုတို့ရဟုတ်ပြီ Elliot Anderson ကဘယ်လိုကစားသမားမျိုးလဲဆိုတာကိုကျွန်တော်တို့ analysis လုပ်ကြည့်မယ်နောက်တစ်ခုကဒီကစားသမားကကျွန်တော်တို့အသင်းနဲ့အံဝင်နိုင်လားဒါမှမဟုတ်ရင်ကျွန်တော်တို့အသင်းအတွက်လုံးဝမလိုအပ်တဲ့ကစားသမားမျိုးလားဆိုတာကိုလည်းကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ညီကိုရင်းနဲ့တူတူ analysis လုပ်ကြည့်မယ်ပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့ပထမအဦးဆုံးအနေနဲ့ဒီ22နှစ်သားက Scotland ကိုသူကအင်္ဂလန်ကိုကူစားပြုထားတဲ့ကစားသမားပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ကျွန်တော်တို့အင်္ဂလန်ကိုကူစားပြုပြီးတော့သူကwing ဆော့နေတာကိုတွေ့ရတယ်ပေါ့နော်ကဲဟုတ်ပြီသူ့ရဲ့ကလပ်အစားကတော့ကျွန်တော်တို့ဆွစ်တန်ကနေပြီးတော့စတယ်ဒါပေမဲ့လည်း8နှစ်သားကလေးကကျွန်တော်တို့Newcastle Academy ကနေပြီးတော့ပဲသူကထွန်းတောက်လာတာပေါ့နော်Newcastle အသင်းကနေပြီးတော့2019မှာသူ့ကိုစာချုပ်ချုပ်ခဲ့တယ်ပေါ့နော်ပထမဦးဆုံး professional စာချုပ်ချုပ်ခဲ့တယ်ဒါပေမဲ့ Newcastle အသင်းကသူ့ရဲ့ခြေစွမ်းကိုတိတ်ပြီးနှစ်သက်ခြင်းမရှိတဲ့အတွက်ကျွန်တော်တို့ Bristol Rovers အသင်းကိုသူ့ကိုအငှားချခဲ့တယ်အဲ့လီတူးအသင်းကိုရောက်တဲ့အချိန်မှာပဲသူကလုံးဝကိုခြေစွမ်းပြခဲ့တယ်ဗျာနော်အဲ့ချိန်မှာ Newcastle အသင်းကသူ့ကိုပြန်ခေါ်ခဲ့တယ်ပြန်ခေါ်ခဲ့တဲ့အချိန်မှာ Newcastle အသင်းမှာ2နှစ်ကစားတယ်ဒါပေမဲ့ Newcastle အသင်းမှာတော့ထင်သလောက်သူကအလုံးမဖြစ်ခဲ့တာကိုတွေ့ရတယ်အဲအကြောင်းမလို့သူ့ကိုကျွန်တော်တို့Nottingham Forest အသင်းကိုသူ့ကိုအပီးရောင်းလိုက်တယ်ပေါ့နော် Nottingham Forest ကိုရောက်တဲ့ပထမဆုံးရာသီကသူ့ရဲ့အကောင်းဆုံးရာသီလို့ပြောလို့ရတယ်ညီကိုတို့ကြီး Nottingham Forest ကိုပြီးခဲ့တဲ့ရာသီကအဆင့်9ရာသီပိတ်သိမ်းတယ်အဲ့အဆင့်9ရတဲ့အပိုင်းမှာကျွန်တော်တို့ Elliot Anderson ရဲ့ကွင်းလယ်ကျော်ကနေပြီးတော့မောင်းနေတဲ့ engine အားကလုံးဝအဓိကခန်းကဏ္ဍကနေပါဝင်ခဲ့တယ်ပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့သူ့ရဲ့အကြောင်းလေးကိုချက်လေးလာကြည့်မယ်ဆိုရင်သူက CM နေရာမှာစော့တယ်လိုအပ်ရင်လိုအပ်တယ်လို့အတင်းကလိုအပ်ရင်လိုအပ်တယ်လို့ AMF နေရာမှာလည်းစော့နိုင်တယ်left midfielder နေရာမှာလည်းစော့နိုင်တယ်ပြောချင်တာကဒီကစားသမားရဲ့အဓိကအားသာချက်ကအဲ့ဒါပဲဗျာနော်အဓိကအားသာချက်ကဘာလဲဆိုတော့ကျွန်တော်တို့ Elliot Anderson ကနေရာ3-4နေရာလောက်ကိုကောင်းကောင်းစော့နိုင်တဲ့ကစားသမားအဲ့ဒါကိုကျွန်တော်ဒီနေရာမှာတစ်ချက်ပြောချင်တာကကျွန်တော်တို့Nottingham Forest ကိုသူပထမဆုံးစရောက်တဲ့ရာသီမှာ AMF နေရာမှာသူစော့ခဲ့တဲ့3-5ပွဲလောက်ရှိရဗျအဲ့ပွဲတွေမှာလည်းသူ့အနေနဲ့ rating တွေကမဆိုးလိုက်တဲ့အနေထားမှာရှိရညီကိုတွေနော်ကဲဟုတ်ပြီကျွန်တော်တို့ပထမဆုံးအနေနဲ့သူ့ရဲ့အားသာချက်လေးကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင်သူကဘောက်တူပေါင်းမှာတော်တော်လေးကိုကောင်းတာကိုတွေ့ရတယ်ဘောက်တူပေါင်းဆော့တာမှာကောင်းတာတွေ့ရတယ်နောက်တစ်ခုက Devilinski လုံးဝလိန်တာခောက်တဲ့အပိုင်းတွေ 1v1 ကြော်တဲ့အပိုင်းတွေမှာတော်တော်လေးကိုကောင်းတာကိုတွေ့ရတယ်နောက်တစ်ခုကသူက ball carry ဘောလုံးကိုတည့်သွားတဲ့အပိုင်းတွေမှာလည်းတော်တော်လေးကောင်းတာကိုတွေ့ရတယ်အုံနောက်ကိုလုံးဝပြောမှဆိုဘောလုံး IQ တော်တော်လေးမြင့်တဲ့ကစားသမားလို့ပြောလို့ရတယ်ဗျာကဲနောက်တစ်ခုကအသင်းရဲ့လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့ defensive ဆော့ရမလား attacking သွားရမလားအဲ့အပိုင်းတွေမှာအဲ့ရွေးတဲ့အပိုင်းတွေမှာလည်းတော်တော်လေးအားတာတဲ့ကစားသမားလို့တွေ့ရတယ်ဗျာနော်ကဲဟုတ်ပြီဒါကတော့သူ့ရဲ့အားသာချက်တွေသူ့ရဲ့အားနည်းချက်တွေကဘာတွေဖြစ်မလဲပေါ့နော်သူ့ရဲ့အားနည်းချက်တွေကတော့ပြောရမယ်ဆိုရင်ဒီကကစားသမားကအဲ့လိုမျိုးဆွဲသွားပြီဆိုလဲဒီတပေါက်ဆိုတပေါက်ဆွဲတဲ့ပုံစံမျိုးဖြစ်နေတတ်တာလေးတွေတော့ရှိရပေါ့နော်အရန်ကြီးဟိုပြောရမယ်ဆိုရင် simple အရန်ဖြစ်လုံအားကြီးရဗျာနော်လုံးဝပြောရမယ်ဆိုရင်ဟိုဘယ်လိုပြောမလဲနည်းနည်းလေးခံမန်းရလွယ်တယ်ပေါ့နော်သူ့ရဲ့ကစားပုံကအဲ့ဒါလေးတစ်ခုရှိတယ်နောက်တစ်ခုကသူကပုံမှန်ပွဲအများကြီးပေါ့နော်အသင်းကြီးနေလည်းကောင်းကောင်းမကစားခဲ့ရဘူးတာဖြစ်တဲ့အတွက်သူ့မှာနည်းနည်းလေးပြောရမယ်ဆိုရင်ယုံကြည်မှုလေးပါလေးအဲ့လိုမျိုးပိုင်းလေးဒါတွေကအရန်တော့ရေးမကြည့်ပါဘူးညီကိုတွေဒါတွေကအသက်အရွယ်ပိုင်းနဲ့လည်းဆိုင်တယ်အသက်အရွယ်နည်းနည်းလေးရလာတဲ့အချိန်မှာတည်ငြိမ်ရင်းချက်လာမှာဒါထုံးတယ်ပဲဗျာနော်နောက်တစ်ခုကသူ့ရဲ့ဒါကတော့ကျွန်တော်အဓိကချီးကျူးနေတာပေါ့နော်ဒါကဘာလဲဆိုတော့ကျွန်တော်တို့အင်္ဂလန်အသင်းမှာဆိုတကယ်ဆရာကြီးရှိရဲ့ထဲကနေမှာသူကသောမတ်တူချေရဲ့ပြောရမယ်ဆိုရင်စိတ်ကြိုက်ကစားသမားဖြစ်နေရဗျာဒီကိုကြီးနော်သူကနေရာတနေရာရနေတယ်အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာနော်လက်ရွေးစင်အသင်းကြီးမှာဆိုတကယ်ဆရာကြီးရှိတယ်ဗျာအင်္ဂလန်အသင်းမှာဆိုတော့ကွင်းလေချုံမှာဒါပေမဲ့သူကနေရာရနေတယ်ကဲဟုတ်ပြီဒီကစားသမားကနောက်တစ်ခုကကျွန်တော်ပြပြမယ်ဗျာဒီကစားသမားရဲ့ပုံစံကကျွန်တော်ပြောသလိုဘောက်တူပေါက်လည်းကောင်းကောင်းဆော့နိုင်တယ်ဘောကယ်ရီလည်းတော်တော်ကောင်းတယ်အသင်းရဲ့လိုအပ်ချက်ရကျွန်တော်ပြောသလို attacking သွားမလားသူက defensive သွားမလားဆိုတဲ့ကစားသမားကကျွန်တော် United မှာတကယ်ကိုလိုအပ်တယ်ဗျာနော်ညီကိုတို့တကယ်ကိုလိုအပ်တဲ့ကစားသမားဖြစ်နေတယ်ဗျာနော်ဒီကစားသမားကိုအခုဆိုရင်ကျွန်တော်တို့ပေါင်သား85တန်းဝင်းကျင်လောက်နဲ့ကမ်းလှမ်းမယ်လို့သိရတယ်ဒါပေမဲ့လည်းဒီကစားသမားကိုအခုကမ်းလှမ်းမဲ့ထဲမှာဆိုရင် Man City ရောကျွန်တော်တို့ Chelsea အသင်းရောလိုက်ပြီးတော့လိုချင်တဲ့အနေအထားကိုရောက်နေပြီအဲ့တော့ခါကျတော့ကျွန်တော်တို့အသင်းအနေနဲ့အရင်တော့ကကျွန်တော်တို့
ပထမပြီးခဲ့တဲ့နွေရာသီကလိုက်တလောက်တော့အရန်ကြီးလွယ်ကူကြီးတော့ဖြစ်မှာမဟုတ်တော့ဘူးပေါ့နော်ဒီဇန်နဝါရီမှာတော့တော်တော်ကြီးစူးစမ်းယူရမယ်အနေထားပေါ့နော်ဒါကလည်းကျွန်တော်တို့ United ကလိုချင်ရင်ဒီလိုမျိုးပဲတခြားအသင်းတွေကဈေးပို့ပြီးတော့ပေးအောင်လုပ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒါကတော့ကျွန်တော်တို့ဇန်နဝါရီစောင့်ကြည့်ရမယ်ပေါ့နော်ကျွန်တော်အနေနဲ့ပြောချင်တာကကျွန်တော်အနေနဲ့ကတော့ဒီကစားသမားကကျွန်တော်ပြောသလိုပဲ CM ရော AMF ကောင်းကောင်းရတဲ့ကစားသမားဒါပေမဲ့ United အနေနဲ့ကတော့ကျွန်တော်ပြောသလို defensive သွားမလား attacking သွားမလားအဲ့လိုမျိုးဆွဲတုံရတဲ့ကစားသမားတစ်ယောက်ကို United အနေနဲ့လုံးဝကိုလိုအပ်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့ Elliot Anderson ကိုတကယ်နှစ်သက်တယ်ညီကိုရဲ့အမြင်ကရောဘယ်လိုသဘောရလဲ Elliot Anderson ကို United ကိုရောက်စေချင်လားညီကိုရဲ့နဲ့ဘယ်ကစားသမားတွေကိုရောက်လာစေချင်လဲဆိုတာတွေကို comment လေးမှာမှတ်ခဲ့ပါအောင်ဗျာနော်ကျွန်တော် video လေးကတော့ဒီလောက်ပါပဲညီကိုတွေနော်ကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာနော်ကျွန်တော်ရဲ့ video လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးလုပ်ခဲ့ပြီးတော့မမေ့နဲ့ဘူးเนาะညီကိုတို့